Hai mình lá ba đừng cô tao tao lâu mai tôi lại bài ô mày tùng nè đâu nè sao đâu nè 嗨မင်္ဂလာပါနုနုကိုကိုတော်တော်လာဆဆတောက်တောက်လောက်မှကြိုဆိုလိုက်ပါတယ်ရှင်ကိုကိုပါပဲရှင်မှန်တိုင်းပြောရရင်နုနုနဲ့ကိုကိုကဒီဆိုင်လေးကိုဖွက်ထားတာပါရှင်ဒီလိုပွဲကိုမှ3000ပဲပေးရပါတယ်ရှင်ယုံရောယုံကြရဲ့လားရှင်မယုံရင်တော့သွားဆိုင်ကြည့်လိုက်ကြပါရှင်လမ်းလိပ်စာလေးကိုလည်းပြောပေးထားပါမယ်ရှင်သူ့ရဲ့ဆိုင်နာမည်ကတော့ရွှေအင်းတော်လို့ခေါ်ပါတယ်ရှင်အင်းတော်ကလူတွေဆိုရင်သူတို့ဆိုင်နဲ့ဘလောက်ဝေးလာစားကြတယ်လို့လည်းသိရပါတယ်ကျမတို့ကတော့အင်းတော်ကတော့မဟုတ်ဘူးပေါ့နော်မန်လေးသူတွေပါဒါပေမဲ့ဒီဆိုင်လေးကိုအရန်ကြိုက်ပြီးအရန်တန်လို့စားဖြစ်နေတာပါရှင်တန်ရှင်တရမှုရောစေတနာပါမှုရောကိုဗီဒီယိုထဲမှာတွေ့မြင်နိုင်မယ်လို့ထင်ပါတယ်ရှင်အဲ့ဒါတော့ဆိုင်ရှင်အမကြီးပါပဲရှင်အမှန်တိုင်းပြောရရင်ဒီဆိုင်လေးကိုနာမည်မကြီးစေချင်တာနုနုရဲ့စိတ်ယုံမှာပါပဲရှင်ဘာလို့လဲဆိုတော့နုနုတို့သွားရင်ဂယုမဆိုင်နိုင်မှာစိုးလို့ပါရှင်ကြည့်လိုက်နုနုကနည်းနည်းမင်းကြိုက်တယ်ဆိုတော့နည်းနည်းမင်းနေအများကြီးပဲထည့်ပေးထားပါတယ်ရှင်ဒါလေးကတော့ဝက်နက်ယိုးတွေပဲဖြစ်ပါတယ်ရှင်မြင့်ချင်ဆိုရင်လည်းဟော့လို့အိုးကြီးနဲ့အကုန်လုံးကိုပေါင်းပြီးတော့တည်ထားတာဖြစ်တဲ့အတွက်အရသာအရန်ရှိပါတယ်ရှင်ဒါလေးကတော့ဝက်စတူးလေးပဲဖြစ်ပါတယ်ဝက်စတူးလေးကိုအလွတ်ဆိုရင်5-6တုံးလောက်တော့ပါပါတယ်ရှင်အဲ့ဒါကို3000ပဲပေးရတာပါရှင်အဲ့ဒါဆိုရင်ဘာဆာဆာ3000ဆိုတာနုနုတို့ပြောတာမမှားဘူးမလားရှင်3000ဆိုတော့စိုက်လင်းစာလေးကိုသိချင်နေကြ၏မလားနုနုပြောဖို့တော့စဉ်းစားနေရပါတော့ဒါပေမဲ့ပြုတ်ပြလိုက်ပါတော့မယ်ရှင်ကဲလိပ်စာလေးကတော့မြဝတီမင်းကြီးလမ်းနဲ့113ကြား82လမ်းမှာပဲဖြစ်ပါတယ်ရှင်မစားဘူးသေးရင်တော့သွားစားကြည့်စေချင်ပါတယ်ရှင်ဆိုင်ရောက်ရင်လည်းနုနုကလွတ်လိုက်တာလို့ပြောလိုက်ပါရှင်အရင်အကျွေးတွေပါပေါင်းတောင်ပါလိမ့်မယ်ရှင်စတာပါရှင်အခုတော့ကိုကိုကအရင်စားပြမှာပဲဖြစ်ပါတယ်ရှင်စားရတာကောင်းတယ်မကောင်းတယ်တင်းနဲ့ပီတီဖြစ်နေတဲ့ရုပ်ကြီးပဲကြည့်လိုက်ပါတော့ရှင်စားပါငါစားဘူးပါလေနုနုတို့ကဟန်ဆောင်ပြီးတော့မစားတတ်တော့အယိုးကြိုက်နေတာလေးပဲကြည့်ပါအောင်ရှင်နားမလည်ပါဆိုလို့ပြောပြမယ်နော်အလှစားတာမဟုတ်ဘူးအဝါစားတာလေရှင်ခုတော့နုနုကစစားပြပါတော့မေရှင်နုနုကိုမျောနေကြတာမလားတုံးတာ đâu nè အားစားđâu nè နုနုကလည်းပဲနဲ့မစားတတ်ပါဘူးရှင်စားရင်အားရပါရအမြဲတမ်းစားတော့အမျိုးတွေအတွက်စိတ်အနှောက်အယှက်တော့မဖြစ်စေချင်ပါဘူးရှင်အဲ့လိုချစ်စရာကောင်းနေတတ်တာပေါ့နော်ကဲအခုတော့နုနုကမညွှန်းရရင်မနေနိုင်ကိုကိုဟာကိုသွားစားမိပါတယ်ရှင်ဒီုံလေးမိတာကိုအပြောခံလိုက်ရပါတယ်ရှင်နောက်မှကြည့်လိုက်ပါဦး dạ quê mà nè bà nhà luôn nè cùng đúng không ạ အဲ့လိုပြောခံလိုက်ရတော့အမျိုးတို့ပြောသွားပြီမလားရှင်နုနုလေးရှက်ရမ်းပြီးတော့စွတ်တီစားပါတယ်ရှင်ကိုပွဲကိုပဲအရန်ရှက်သွားလို့ထင်တယ်ယူတွေလည်းကြိုက်နေပါကြီးအဲ့ဒါလည်းရိုက်ပါတယ်ကိုကဒါပေမဲ့ဗီဒီယိုလေးလည်းထည့်ပါတယ်ဗျာအရန်ရှက်တတ်တဲ့ကောင်းမလေးတယောက်နုနုပါပဲရှင်အတန်သွေးရဲ့ဦးနာသွားလို့နုနုဒီလောက်နဲ့ပဲရက်လိုက်ပါတော့မယ်နော်နုနုလည်းရိုးစားကြိုက်လိုက်ပါအောင်မယ်ရှင်အားလုံးကိုချစ်ပါတယ်ရှင်မွှာစီဘွားအများကြီးပါရှင်